ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာလွဲမားနေတဲ့ခံယူချက်တစ်ခုရှိပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဘွဲကုံတူတစ်ခုခုရှိထားတဲ့သူလုတ်ပိုင်ခွင့်ပြောပိုင်ခွင့်အာဏာပိုင်ဆိုင်ထားတဲ့သူပတ်စံအများကြီးချမ်းသာတဲ့သူလူအများစုရဲ့အားပေးအားမြောက်ခြင်းကိုခံရတဲ့ popular ဖြစ်တဲ့သူဒီလိုမျိုးတွေရဲ့စကားဒီ 100% နီးပါးမှန်နိုင်တဲ့ inspiration ယူတဲ့နယ်လို့တတိချတွေးရတဲ့ယူဆပါဒါတိတ်ကိုအနေနဲ့များပါတယ်ကိုဘဝဒလန်အတွက်အဘူးတုတရှာဖွေတယ်နီးမီအတွေ့ယူစရာရှာကြတဲ့အခါမှန်ကန်တဲ့ရင်းမြစ်ကနေရယူရဖို့လိုပါတယ်တကယ်တမိုးရှိတဲ့ဘဝဆိုတာဘာလဲသိခါရှိတဲ့အောင်မြင်မှုဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတတိချာချာနားလည်နိုင်ဖို့လိုပါတယ်အောင်မြင်ခြင်းရတယ်ချမ်းသာခြင်းရတယ်ဂုဏ်သိက္ခာနဲ့ကြော်စောခြင်းရတယ်ဒါလူတော်များများရဲ့ဆန္ဒပါဒါပေမဲ့မှန်ကန်တဲ့လမ်းကနေရှော့ဖို့လိုသလိုအတူယူလည်းမှန်ဖို့လိုပါတယ်လူများစုရဲ့အပိတ်ချီမှုခြင်းကိုခံရတဲ့သူတိုင်းကနိမိအတူယူစရာလူတော်လူကောင်းဖြစ်မသွားနိုင်ပါဘူးလူများစုဖတ်တဲ့စာအုပ်တိုင်းကအောင်မြင်ရေး theory ဖြစ်မလာနိုင်ပါဘူးဖះမှာလည်းဖះရဲ့ပရိသတ်ရှိသလိုဒီရက်မှာလည်းဒီရက်ရဲ့ပရိသတ်ဆိုတာကရှိပါတယ်ကျွန်တော်တို့မှာမတူညီတဲ့အရေးချင်းတွေရှိတယ်မတူညီရဲ့စမတ်တွေရှိတယ်မတူညီရဲ့အကျိုးပေးတွေရှိတယ်ကျွန်တော်တို့ရဲ့ဘဝကိုဖျက်ဆီးရတဲ့ပုံစံကစောက်တွေရအတိုင်း motivation speaker တွေပြောတဲ့အတိုင်းတက်တဲ့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုယ့်အတွက်အောင်မြင်မှုဆိုတဲ့အရာကိုကိုယ်တိုင်ရှာဖွေပါကိုယ်တိုင်သတ်မှတ်ပါကိုရှောက်ရမယ့်လမ်းကိုကိုယ်တိုင်ဖောက်ပါစောက်တွေမဖက်နဲ့ motivation video တွေကိုမကြည့်နဲ့နိမိတွေ့ရတာမျိုးတွေမလုံးနဲ့လို့ပြောချင်တာမဟုတ်ပါဘူးဘယ်အရာကိုမဆိုအမြဲတမ်းစဉ်းစားဆင်ခြင်သုံးသပ်ပြီးမှလက်ခံတတ်ဖို့အခြားအရာတွေရဲ့လွှမ်းမိုးမှုကိုလိုအပ်တဲ့ပို့ပြီးတော့မခံယူမိစေဖို့အတွက်ကိုတတိပေးချင်တာပါ